Okay တကယ်တော့ဘွားကြီးဆိုတာနေတဲ့ကြည်နဲ့ဆရာကြီးပါမီးမလာပါဘူးဒါပေမဲ့ကျွန်တော်တို့ပင်းရအော်တိုမှာရှိတဲ့ဒီ DSO 153ကိုကျွန်တော်တို့သူ့ရဲ့ signal generator ကိုစမ်းနေတာပေါ့နော်ဘာနဲ့စမ်းတာလဲဆိုတော့Toyota plug coil ကိုစမ်းနေအောင်နော်Toyota plug coil ကိုကျွန်တော်တို့စီကနေထုတ်ထားတဲ့ဟာနဲ့အပေါင်းနှုတ်ကျွေးထား signal ပင်ကိုဒီကောင်းလေးထုတ်ပြီးတစ်ချက်ချင်းဒီစမ်းပြမယ်ကလေးတွေအိတ်နေလို့ကျွန်တော်တူတူလေးပြောနေတာပါ Okay အဲ့ဒါဆိုမြင်ရမယ်တစ်ချက်ချင်းဒီစမ်းပြပါမယ်ဒါတို့တစ်ချက်ချင်းစီပါနော်လုံးဝကျွတ်စင်ဒီမှာလည်းသူ့ရဲ့ wave form ပြရတယ်ဗောနော်ဆိုတော့ဒါလေးရှိရင် plug coil tester မလို့ဒါပေမဲ့ကြာရှည်3ခန့်ကြီးမ3ခန့်ကြီးတော့မပြောတတ်ဘူးဗောနော်လောလောဆယ်တော့မိုက်တယ်ဒါ signal generator ကိုသုံးထားတာပါဆိုရှင်တော့မြန်လိုက်ပါမယ်ဒါအမြန်ဒါကြီးမြန်သွားရင်တော့ plug coil ပူသွားမှာပါလောလောဆယ်ထီတော့တော့ဆန်မပူသေးဘူးနွေးတော့မနွေးသေးဘူးနော်ဒါတော့သူကဒီအချိန်စလို့တယ်โอเคအဲ့လိုမျိုးအဲ့တော့ plug coil tester အနေနဲ့သုံးလို့ရတယ်နောက်ရှင် scope meter အနေနဲ့ပါသုံးလို့ရမယ်ဒါလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ